အနန္တ၅ပါးကိုကျင့်ဆိုပါဦးကုသိုလ်ငြိမ်ချတယ်ဒီတော့ကောင်းပြီတရားနာပြိဿအနန္တ၅ပါးလည်းရှိခိုးပြီးပြီဒီကနေ့နောက်ပိုင်းဟောမယ်လို့ကြည်ညာထားတဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဗါတဲ့မုံလို့ဟုတ်ဘူးဘယ်နဲ့ကြီးမုံလို့မဟုတ်ရင်ဘာဖြစ်လို့ပါလဲဘယ်သူကပြောထားပါလဲသဘောပေါက်နော်မုံလို့မဟုတ်ဘူးဆိုတဲ့ဇတ်လန်းကိုဘုန်းကြီးစပြီးတော့ဟောပါဒီဇတ်လန်းကတရားနာပြိဿဒီမှာမဟုတ်ပါဘူးတီဟိုမှာပါပြိဿကြီးဘယ်မှာတော့တီဟိုမှာဟိတီဟိုဇတ်လန်းဖြစ်ပါတိုင်းပြည်တယ်ကြဆိုတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကကာကဝဏ္ဏတိတ်တဘုရင်ကြီးတိတ်တမင်းကြီးလို့ဒီလောက်ကမှတ်ခဲ့ပါတော့အတူကောအဲ့ဒီတိတ်တမင်းကြီးအုပ်ချုပ်တဲ့တိုင်းပြည်တွင်မှာမဟာကာမဆိုတဲ့ရွာကြီးမှာထင်းခုတ်စားရတဲ့လူတယောက်ကမောင်တိတ်တတဲ့ဟိဘေးသားကြီးထင်းခုတ်စားရတဲ့လူတယောက်ဘယ်သူပါလဲမယားလေးကစိတ်တသူမယားလေးကဘယ်သူလဲသူတို့မွေးဖွားထားတဲ့သမီးလေးကဒုက္ခတဲ့ဘယ်သူတဲ့တော့ဟိဘယ်နှယောက်ရှိသွားတော့၄ယောက်ဟောဗျာရှင်မရင်ပြစ်ထားဘယ်နဲ့ဟာလဲရှင်မရင်နဲ့အရေးကြီးတာဘာရှိ၄ယောက်ဟဲ့မှတ်ထားဘုန်းကြီးပြောမယ်လက်ချိုးပြီးနောက်ကမှတ်စမ်းပါဘယင်တိတ်သလင်တိတ်သမယားစိတ်တသမီးဒုက္ခဒီတော့တရားနာပြိဿရေမောင်တိတ်သတို့အလုတ်ကဘာလို့ရတော့ထင်းခုတ်စားရပြိဿကြီးဘာလို့ရပါလိမ့်ထင်းခုတ်စားတယ်ဆိုတာဆင်းရဲလို့လားချမ်းသာလို့ဆင်းရဲလို့ပေါ့ချမ်းသာတယ်ဆိုရင်ဟောဒီပြည်မြို့ကတရားတော်မတွေလို့တိုက်နဲ့ကားနဲ့ရေဒီယိုနဲ့နေကြပြီမယ်အခုဆင်းရဲတော့ထင်းခုတ်စားရဆင်းရဲလို့မွဲကြပြီမယ်လို့မောင်တိတ်သားတို့ဇနီးမောင်နှံစိတ်ဆင်းရဲပြီမဲ့လူမဆင်းရဲဘူးပစ္စည်းဆင်းရဲပြီမဲ့စိတ်မဆင်းရဲဘူးဘာလို့စိတ်မဆင်းရဲတာတော့လင်းပီတာမယားပီတာကြတယ်ယောက်ျားတွေကိုလင်းလို့ခေါ်တယ်မိန်းမတွေကိုမယားလို့ခေါ်တယ်အိမ်အောင်ရှင်တိုင်းဒါတွေတိတ်ခွေတွေကြားဘူးထားတော့နားလည်ပြီးသားဖြစ်ပါလိမ့်မယ်ထပ်ပြောရင်စကားကြောသာရှိရောလင်းနေမယားလင်းပြီးသားမယားပြီးသားတော့မောင်တိတ်သားနဲ့မဲစိတ်တသမီးလေးရောအိမ်အောင်ရေးစိတ်ချမ်းသာပြီးတော့သာယာကြသည်ဒီကနေ့တော့တရားနာပြည့်သားမောင်တိတ်သားဓမ္မရိုလေးခါထုတ်ပြီးတော့ထင်းကုတ်ထွက်လိုက်တာကြည်တရားနာပြည့်သားလူအုပ်ကြီးတွေ့ဟာမလီနေပါပဲလားလူတွေဟေးဒီလူတွေပါလောက်ကြတာပါလိမ့်မလဲလို့ခြေပြားလေးထောက်ကြည့်ဘုရားသံဃာဒါနဆွန်လောင်းမွေးကြီးစရင်ပေးနေကြမောင်တိတ်သားခြေပြားလေးထောက်ကြည့်လူတော်တဲ့မဝင်ရဲ့ဆင်းရဲတာကိုနောက်တရားနာပြည့်သားလူအုပ်ကြီးဆဲလို့ဘုရားလူကြီးနာကတ်သွားတော့မြို့ပါကြီးဘာလို့ကြတာလဲခင်ဗျအပါကွာဘုရားမူရှိတဲ့သံဃာတော်တွေသံဃာဒါနဆွန်လောင်းနေတာဟာမင်းတာတွေမသိဘူးလားကွာဟုတ်ကဲ့ခင်ဗျာအပြစ်တင်လက်ခံရုံပဲဝါဒနာမပါလို့မဟုတ်ဘူးတနေ့စာလေးတနေ့မနေ့ထင်းခုတ်စားနေရလို့ကျုပ်ဆင်းရဲလို့ပါခင်ဗျဟေးဆင်းရဲလို့ရှိရင်မင်းဆင်းရဲတာဘာဖြစ်လို့ဆိုတာသိကျွန်တော်တော့မွဲလို့မချမ်းသာလို့ဆင်းရဲတာသိတာပဲခင်ဗျအပါကွာဟေးဒီမှာသံဃာရဏဆွန်လောင်းမွဲကြီးတချို့90တရားအစိတ်30 1500ယူကြဟေးသံဃာတာဝန်ယူပါလားကွာကျွန်တော်မလှူနိုင်မှသိလို့လှောင်တာလားခင်ဗျမင်းတနာလို့ပြောတာကွာဟုတ်ကဲ့ခင်ဗျာနေပေါင်းကျွန်တော်စဉ်းစားဦးမယ်ခင်ဗျဟဲ့တိတ်ကမင်းအတွက်တန်ဃာတစ်ပါးသပိတ်တစ်လုံးမယားလေးစိတ်တအတွက်တန်ဃာတစ်ပါးသပိတ်တစ်လုံးသမီးလေးအတွက်တန်ဃာတစ်ပါးသပိတ်တစ်လုံးသုံးလုံးတာဝန်ယူမှဖြစ်မယ်ကောင်းပါပြီခင်ဗျာကျွန်တော်တန်ဃာ3ပါးနဲ့သပိတ်3လုံးတာဝန်ယူတယ်ခင်ဗျာအေးငါစီးမထားလိုက်မယ်မင်းဟိုနေ့လာပင့်ကွာ
အာရဝန်သားနဲ့တပိတ်သုံးလုံးတာဝန်ယူစရင်ပေးပြီးတော့ပြန်လာခဲ့အိမ်ရောက်တော့မယားလေးအပလေတရားနာပြိဿကျန်းစင်မော်တင်မလွဲလေးထိုင်လက်နှစ်ဖက်ရှေ့ထောက်သူ့မျက်နှာကပြုံးကြီးကြီးဓမ္မရေစိတ်ကဟောကုတိတ်ကတော့ကြည့်ရတာတော့တွမျက်နှာကြီးကမှုရလာတဲ့မျက်နှာကြလို့ဘာလဲဝမ်းသာစရာကြုံလာလို့တော့ဩမင်းကလည်းမှုရစားပြေခဏလေးနဲ့ကုန်သွားမှာတက်လုံးဝမ်းသာစရာကိစ္စကြီးကွတို့အရာတန်ဃာရဏဆောင်းလောင်းပွဲကြီးဖြစ်တယ်အဲ့ဒါလေသူများတွေတာဝန်ယူလိုက်ကြတာကွယ်မောင်ကြီးဖြစ်တာတို့ခေါ်မိတယ်မင်းတာတို့မခေါ်ခြင်းဘူးလားဝမ်းမသားဘူးလားနဲ့မေးတော့ဟိုကတရားနာပြည်သားမျက်လုံးကလေးထောင်းကပ်ပြီးမကျေနပ်တဲ့ပုံစံလေးနဲ့ကုတိတ်ကအမတော်ဝမ်းမသားပဲနေပါမလားကျွတ်တို့သမီးသားဖာ3ယောက်ဆင်းရဲပေမဲ့လို့တန်ဃာ3ပါးနဲ့တပိတ်3လုံးတော့လှူနိုင်ပါတယ်တန်ဃာ3ပါးလုံးမှတာဝန်မယူခဲ့ဘူးတော့နဲ့တော့အားလဲအပါရဲ့နားလဲနာပါရဲ့တော်လိုလူအလူနာကြီးလင်လို့ရကျွတ်တို့ဒီဘဝကုသိုလ်ဒုတ်ကြီးကမြုပ်ရတော့မယ်ဟုတ်ပါဘူးတော်ညနေကလေးထောင်းကပ်ပြီးမကျေနပ်တဲ့ပုံစံဟဲ့နောက်တကားတွေမှတ်သွားပေါ့နောက်ရက်ကူမိမထောင်းကပ်ရင်မကျေနပ်ဘူးသာအောင်မေးတော့မျက်နဲ့ထဲပြောပါသေးတာတောင်တွေးမြောက်တွေးမှစိုးလို့ကြည့်တရားနာပြိဿရေလင်ကလည်းပဲတရားနာပြိဿစေရနာပါမပါသိခြင်းလို့မေးကြည့်တာကိုစေရနာပေါ်မှာထုတ်ပြောရောက်ချင်းငါတော့သပိတ်သုံးလုံးတာဝန်ယူခဲ့ဖေးလို့ကိုယ်ကစားကြမရှိပဲတော်ဆိုပဲနဲ့လို့စေရနာပေါ်လာတော့မှထုတ်ပြောဟမ်မလေးမင်းလူချင်းနဲ့တန်ခါသုံးပါသပိတ်သုံးလုံးကိုလှူရပါစေမကွယ်နှမရဲ့လို့ပြောပြီးပြုတ်ဒီချိန်ကြတော့မောင်ကြီးတာဝန်ယူခဲ့တဲ့ကွယ်ဟုတ်ကဲ့တော့ကျုပ်လည်းအိမ်ကကျူးစားရမှာပေါ့လှူရမှာပေါ့နဲ့သာမီသားဖာ3ယောက်တရားနာပြိဿညကြတော့တိုင်ပင်ညတိုင်ပင်ပြီးတော့ဒီတန်ဃာတို့တွေဆွမ်းလုံးရမယ်နေ့ကိုပဲအမြဲတစေအာယုံကထားပြီးတော့တရားတွေပွားလို့ဟဲ့သမီးမနှက်ဖြင့်ကသံဃာ3ပါးကြွလာတော့မယ်သမီးဖေတို့မှာစားနေကြဇလုံကအပေါက်ကလေးတွေနဲ့မို့တိုက်ပကံများ300ရှောင်းငှားဆိုတာငှားပြီးပါလားငှားပြီးပါပြီဖေရဲ့အေးအင်းကဇုံကလေးတွေကကြီးတွေပေးလို့အဲ့ဒါပြားကလေးနဲ့ပုတ်တိုက်ထားဆိုတာကိုပြီးပြီလေဖေရဲ့အကုန်လုံးဆေးကြောပြီးဇပွဲပေါ်မှောက်ထားတယ်အဖေတို့သူများလိုဂရီပါကော်စောတွေမခင်းနိုင်လို့သမီးရဲ့တမီတဖာ3ယောက်ခြုံနဲ့စောင်းပိုင်းကလေးဖုတ်လျှော်ထားဆိုတာကိုတန်ဃာတော်တွေကြွလာရင်ခင်းဖို့လေဖေကလည်းအဲ့ဒါဖုတ်လျှော်ပြီးတော့ခေါင်းမခောက်တင်ထားတယ်လေဒီလိုနဲ့သမီးကလေးပြောလိုက်တော့ကြောင်မရလေးပဲလှည့်လိုက်ဟဲ့နှမအလုံးကိုချက်စရာပြုတ်စရာကိစ္စအဝဝစီစဉ်မိဗလားကွဲ့နဲ့ဆိုတော့အလုံးကိုအစင်နဲ့ဖြစ်ပါပြီကိုတိတ်တာတောင်းမီတောင်းဟာ3ယောက်စလုံးတိုင်ပင်လိုက်ကြတာတညာလုံးအိမ်မပြောရလားပြိဿအိမ်မပြောပဲနဲ့တူနဲ့တိုင်ပင်လိုက်ကြတာတရားနာပြိဿရေကဲအာယုံချင်းလင်းရောဆိုကြပါစို့မောင်တိတ်ဘုန်းကြီးတော်ဖြင့်မှန်လားပါဗျာဆောနကမောင်တိတ်အိမ်မှာစရေတောင်မဲကြသောသံဃာတော်ရှင်များသုံးပါးကြွတော်မူပါဗျာဆိုတော့နောက်ကတပိတ်ကလေးတွေပိုက်ပြီးသံဃာသုံးပါးမောင်တိတ်နောက်လိုက်လာကြမောင်တိတ်တို့အိမ်ထဲဝင်လိုက်ကြတဲ့ကသံဃာသုံးပါးမျက်နှာမကောင်းဟုတ်ပြီကွာမွဲပြီဆိုတဲ့အိမ်မှာရွေးကြကိုတော်ဒီစိတ်မကောင်းဒီထဲတရားနာပြည်သားကိုတော်ခန့်ငယ်ငယ်ကိုတော်ကြီးစခနဲ့ကိုတော်ကြီးညာစိတ်ပြီးမစိတ်ဘူးထင်တယ်အောင်မမင်းလူကောင်းပါလို့မင်းကတော့စိတ်မင်းမစိတ်တဲ့လူချင်းတူတူကြငါလားဟန်ကြီးပါကြီးလို့ဟုတ်တယ်တချို့ကလည်းအတူတူချင်းအတော်လူလည်းလောက်တာအားနဲ့ကိုတော်ကြီးပြစ်တောက်ပြောရင်းနဲ့တရားနာပြည်သားအိမ်ထဲဝင်ကြအပေါ်မော့ကြည့်တော့လေတရားနာပြည်သားအမိုးကကြီးမြင်လားမြင်ကြံကလေးကကျဲတီကျဲတောင်းတပားနဲ့တပားပြောကြကိုတော့ကြည့်ရှောင်းနော်ကျမ်းမောက်ကျွန်လို့ဆေးရုံတက်နေရမှန်ပြောတာဘဟိုတုန်းကဆေးရုံရှိလားမသိပါဘူးဒါနဲ့သံဃာ3ပါးထိုင်ရသံဃာ3ပါးထိုင်တော့ဖုံးပေးတော်မူကြပါဘုရားနဲ့ဆောင်းကတ်ကပ်ပင်မယ်လို့လေတရားနာပြည်သားကိုတော်3ပါးလေတလုတ်စီနှလုတ်စီနဲ့ပြီးကြတလုတ်စီနှလုတ်စီနဲ့ပြီးပြီးတော့ဆွညာဟင်ညာငိုလက်ဆေးပြီးလက်တုပ်ကြ
မယားလေးစိတ်ဓာတ်မျက်ရည်ကျဟဲဖုံနဲ့ဖုံတွေးကြဦးတညာလုံးမအိပ်ရဘူးငါချက်ပြုတ်ထားတဲ့ဆွမ်းကိစ္စခုတော့တစ်လုံးနှလုံးနဲ့ပြီးတော်မူကြတယ်ငါကုသိုလ်ကောင်းမှုပြုတာရမထင်ပါဘူးနဲ့မျက်ရည်လေးကျတော့လင်လုတ်တဲ့လူကရိပ်မိဟဲ့နမဒါရန်လူရော့တပိတ်တစ်လုံးတပိတ်ဒီလားရော့ဒီတပိတ်ကိုင်းသူကိုယ်တိုင်တပိတ်တစ်လုံးကင်ပြီးတော့သမီးနဲ့မယားမိဖို့တဲ့ခေါ်သွားပြီးတန်ဃာတော်ရှင်များစောစောမဖုံးပေးတတ်လို့နဲ့တူရဲ့ကြောင်းကြဖုံးပေးကြောင်းမှာတပိတ်ထဲအပြည့်လောင်းလိုက်ကြသောမြင့်ရကြမယ်မယားမကြဒီတော့ဟောအားရှိသွားတန်းနဲ့သားမိသားဖာသုံးယောက်သူကလေးတွေထဲထည့်ပြီးတန်ဃာသုံးပါးဆွမ်းကတ်လိုက်တန်ဃာသုံးပါးနဲ့တရားနာပိဋကတပိတ်ကလေးတွေပိုက်ပြီးတော့ပြန်ကြွကြမောင်တိတ်တာကကြောင်းကြအားရပါရဖုံးပေးတာကြီးညိုခြင်းလုံးလို့လိုက်သွားတန်ဃာတော်များလည်းမမြင်အောင်ပေါ့လေကလှမ်းလှမ်းလေးရကိုတော်သုံးပါးတောလန်းစရောက်တော့တပိတ်ကလေးတွေဖွင့်ကြည့်ဟုတ်ပြီကွာပူပူနွေးနွေးတုန်းကမှမစနိုင်တဲ့ဆွမ်းချဟင်းချမ်းနေကြောင်းလောင်းလိုက်ကြောင်းကြအေးနေဝါတောင်ရမှာပေါ့တိုင်းကိုလူတို့လက်မောင်းအောင်ရုံရှိမှလာသွန်ပြစ်ခဲ့ကြစို့ခြုံစဝင်းသွန်ညခြုံစဝင်းသွန်ပြီးတော့ကိုတော်သုံးပါးဝင်တဲ့နေရာမောင်တိတ်တာရက်ကြည့်ကိုတော်သုံးပါးဆက်ကြွတော့မှလိုက်သွားပြီကိုတော်သုံးပါးဝင်တဲ့ဘေးငဲ့ကြည့်လိုက်တော့ကြည်စားဆွေးနေပါလားဟင်ငါတို့တမ်းပြီးတောက်ဟာသုံးယောက်တညာလုံးအိပ်ခွဲချစ်ထားတဲ့ဆွေးနေပါလားရစ်ဆက်လိုက်တာအကုန်လုံးသွန်ပစ်ခဲ့ကြတာကိုဒူးလေးထောက်ပြီးတော့သမင်းနဲ့ဟင်းတွေကိုလက်ခုပ်ကလေးနဲ့ကျိုးဟင်တိတ်တာမိကုသိုလ်ဒါနာကြီးရတော့ပါဘူးဒါပေမဲ့လက်ဆက်တတ်တော့ဟဲ့တိတ်တာဘုံကြီးတွေအပြစ်မဟုတ်ဘူးမိအပြစ်တိတ်တာတန်ဃာတော်တွေအပြစ်မဟုတ်ဘူးမိအပြစ်နည်းနည်းစဉ်းစားနော်တကားတို့ဘုန်းကြီးတွေအပြစ်မတင်ဘူးသူ့ကိုယ်သူပြန်ပြစ်တင်နောက်ဘဝကပုပ္ပိသကတပုညတာဆိုတဲ့ဒါနဆက်ပြက်ခဲ့လို့ဒီဘဝမွဲလို့မလှူနိုင်တာမလှူခဲ့တဲ့နောက်ဘဝကမလှူတဲ့ဒါနမျိုးစေ့မပါတဲ့မင်းအပြစ်နောက်ဘဝကလှူခဲ့လို့တထေးဆိုရင်မင်းလေကောင်းကောင်းမွန်မွန်ကတ်နိုင်မှာပေါ့ဘုန်းကြီးတွေအပြစ်မရှိဘူးတဲ့ဒါကြတို့နည်းနည်းစဉ်းစားနော်ခမရတို့လှူလိုက်တဲ့ဆွန်မြန်ခုခေတ်သံဃာတော်တွေမျက်စိအောက်သွန်သွားရင်မောင်တိတ်သလို့ကိုအပြစ်တင်နိုင်မှာမလားပြုပေသာကြီးဘုန်းကြီးတွေအပြစ်မတင်မနေနိုင်မှာမလားနေနိုင်ပါဘူးခမရတို့ခုခေတ်လူတွေသာခမရတို့လှူတဲ့ပုဂ္ဂိုလ်ရှိသွန်ကြည့်ပါကြည်သားပါဗျာမစားတဲ့အိမ်ကတော့မယူနဲ့ပေါ့ခုလမ်းအမြင်မကောင်းလို့ပြဟဲ့ငါဝါမဆိုဆလင်းတော့မခါဘူးကွာဒီခေတ်ဒီလိုဖြစ်ခြင်းဖြစ်နေမှာပါပြည်မြို့တော့အဲ့ဒါလိုတကားရှိမှမဟုတ်ပါဘူးကဲကြည့်တရားနာပြတာမကောင်းလို့သွန်တာတဲ့မင်းအပြစ်ဒီလိုနဲ့တရားနာပိသကြီးကောင်းကလေးငိုက်ဆိုင်နေအိုးနှမလေးစိတ်ဓာတ်တန်ဃာတော်တွေဖုံးပေးကြရဲ့လားလို့မေးရင်ဖြင့်တိတ်တာမင်းဘယ်လိုအဖြစ်ပေးရပါမထုံးယောက်ျားရဲ့မကြီးဖြစ်တဲ့မင်းတော်မှမျက်ရည်ကျရင်မယားလေးစိတ်ဓာတ်မျက်ရည်မကျပဲနေပါမလားအလေးကြည့်ရှုပြီးဖြောင်းပြပြုံးရတော့မှာပဲလို့ဟောတရားနာပိသမောင်တိတ်တာအိမ်ပြန်လာဟင်ကိုတိတ်တာပြန်လာပြီအေးပြန်လာပြီနှမရဲ့ဘယ်နဲ့တော့တန်ဃာတော်တွေကြောက်ကြအားရပါရဖုံးပေးကြရဲ့လားအေးဖုံးပေးတာမဖုံးပေးတာမောင်ကြီးပြောမယ်စိတ်ကလေးကောင်းကောင်းထားနော်တော့ဘာမှလည်းမသိဘူးတော့စိတ်ကောင်းကောင်းထားစိတ်ကလေးကောင်းကောင်းထားလို့မောင်ကြီးပြောမယ်အဲပြောပါတော့ရေလို့နှမရဲ့မောင်ကြီးဖုံးပေးလိုက်မယ်ထင်လို့ကြောင်းလိုက်ပြီးတော့ကြီးညိုခြင်းလို့ကြည့်လိုက်သွားတာလေလမ်းမှာတန်ဃာသုံးပါးသလိုဆွနေပစ္စည်းမှမချမ်းမဲနဲ့သွန်ပစ်ခဲ့ကြသကွဲ့လို့လည်းပြောလိုက်ရောဟဲ့မလေးဒီလိုဆိုရင်ကျွတ်တော်လူတွေကုသိုလ်တွေဟိုတိတ်မငုံနဲ့ကွယ်နှမတိတ်ပါနှမရဲ့ကုသိုလ်ကောင်းမှုနှောက်ရှက်ပေးပါနဲ့ကုသိုလ်ကောင်းမှုပြုတဲ့ဆိုတာ
နှမရဲ့မြေကြီးကြဖို့မဟုတ်ဘူးသူဘာပြောရင်ငိုနေတာမြေကြီးကြဖို့မဟုတ်ဘူးဝမ်းမြောက်ရမှာနှမရဲ့ဒေသကုသိုလ်ပြုတယ်ဆိုတာမြေကြီးကြရမှာလားဝမ်းမြောက်ရမှာကြည်တရားနာပြည်သားကြီးယခုနှမရဲ့မြေကြီးမကြတဲ့ဝမ်းမြောက်ရမှာကွယ်ကိုတိတ်ကကျုပ်ဘုန်းကြီးတွေအပြစ်တင်လို့မဟုတ်ပါဘူးအေးလေဘုန်းကြီးတွေပြစ်မတင်ရဘူးကွယ်ကျွတ်တို့ကောင်းကောင်းမကတ်နိုင်လို့သွန်တာပဲတော့အေးကွယ်ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဖုံးပေးအောင်တို့ဘယ်လိုလုပ်ရပါမလို့ကြံစမ်းမအောင်တော့ကျုပ်တော့မကြံတတ်တော့ပါဘူးမောင်တိတ်သားကခေါင်းကလေးတစ်ချက်ကုတ်ပြီးတော့စဉ်းစားလိုက်ဟာနမဟန်ကြပြီမပူနဲ့တို့သမီးလိုလေးရှိတယ်မဟုတ်လားကွယ်ဒီကသူစိတ်ကကြံလိုက်ပြီလေမောင်တိတ်သားကငါသမီးလိုလေးရှိတယ်သမီးလေးသူများအိမ်ပေါင်းရတဲ့ငွေနဲ့နှုတ်ဆန်းတော်မကြီးကိုဝယ်တန်ဃာတော်တွေနွားမကြီးကထွက်တဲ့နွားနို့တွေနဲ့နို့ကနာဆန်းကလျာရင်ဘလောက်ဖုံးပေးလိုက်ကြမတော့ဒီကြံပေါ်လို့နှမတို့သမီးလေးရှိသားပဲကွဟုတ်ကဲ့ပြောပါတော့ကျုပ်သိပါပြီတော့သမီးလေးအရွယ်ရောက်လာပြီဒီတိုင်းထားလို့မဖြစ်ဘူးထင်းကုန်အကူကြီးခေါ်မယ်ဟိုလေကိုမွေးထားတဲ့သမီးကိုခိုင်းလို့ရမှာပေါ့မဟုတ်ပါဘူးနှမရဲ့ထင်းကုန်ခိုင်းမလို့ဟုတ်ပါဘူးဒီမဲ့မောင်ကြီးပြောတာမင်းစိတ်ကလေးကောင်းကောင်းထားနော်စိတ်ကောင်းကောင်းထားဆိုရင်ဟိုကနည်းနည်းခေါင်းကြီးသွားတယ်ပြောပါတော့ဒီလိုနှမရဲ့ကုသိုလ်ကောင်းမှုကြီးပြုမဲ့ကိစ္စသမီးလေးအချက်ချပါနေလို့မောင်ကြီးပြောတော့ပြောခြင်းနဲ့တော်ကြကြတော့သမီးကလေးပေါ်မင်းမုန်းတယ်လို့ထင်ပါစိုးလို့ထင်ပါဘူးတော့ပြောပါဒီလိုနှမရဲ့တန်ဃာတော်တွေကောင်းကောင်းဖုံးပေးနိုင်မဲ့ကိစ္စအတွက်သမီးကလေးသူများအိမ်မှာပေါင်းရတဲ့ငွေနဲ့နှုတ်ဆန်းတော်မကြီးကိုဝယ်တန်ဃာတော်တွေနှုတ်ကနာဆန်းကလျာရဲ့ဘလောက်ဖုံးပေးလိုက်မထုံးလို့မောင်ကြီးအကြံပေါ်လို့သမီးလေးသူများအိမ်ပေါင်းမလို့ဗျာပြောလိုက်ရောကိုတိတ်သားသိပါပြီတော်စကားအစချီလိုက်ကြတဲ့ကိုကသမီးကလေးမုန်းတဲ့ထင်မှဆိုလို့ဟုတ်ပြီသမီးကလေးပေါ်တော့ရန်ညှိုးထားပါပြီကြံမကြံရပါပြီတော့ပြောမပြောရပါပြီရဲ့ကျုပ်ကိုလာလွယ်ဆယ်လာဖွားပြီမယ်လို့တော့နေရတဲ့ရှင်တွေတော့ကလေးပါလားအမလေးသမီးကလေးမုန်းလို့တည်းကြံကြီးတော့ကြံလိုက်တာလားဟောငိုပြန်ပြီကြိုက်နှမတိတ်ဒီမဲ့သမီးကလေးသူများအိမ်ပေါင်ပြီးကျွန်းစရင်သွင်းတယ်ဆိုတာလေတန်ဃာတော်တွေကိုလှူခြင်းလို့ပါနှမရဲ့သမီးကလေးမုန်းလို့မဟုတ်ပါဘူးကွနှမရဲ့သမီးကလေးကိုမုန်းလို့မဟုတ်ပါဘူးလှူခြင်းလို့ပါကွသို့တော်လဲမင်းသဘောမတူရင်ဒီအကြံစီမောင်ကြီးဖြစ်လိုက်ပါပြီနှမအဲ့ဒါလို့ပြောလိုက်ပြန်တော့လေကိုတိတ်တာကျုပ်သမီးကလေးမုန်းနေထင်လို့ပြောမိတာသမီးကလေးပေါင်တာမုန်းလို့မဟုတ်ဘူးဆိုရင်ဖြင့်တော့အကြံစီကြီးမဖြစ်ပါနဲ့လေးကြံစီတဲ့အကြံစီကောင်းတစ်ခုမိမကြောင့်မပြည့်စည်ပေါင်းမှလှူတာလှူပါတော့မှန်တော့အားလုံးဒီမျိုးကတကဘာတွေမှတ်သွားတော့မှပြောတဲ့စကားလေးလေးကြံစီတဲ့အကြံစီတစ်ခုမိမကြောင့်မပြည့်စည်ကောင်းပါမကြအကြံစီကောင်းပြောတာအကြံအစီကောင်းပြောတာဗျလင်ကဖဲထွက်ရိုက်လို့မိမကိုယ်တိုင်နောက်ကဘေးလိုက်ပေါက်တာပြောတာမဟုတ်ဘူးဘေးချာလည်းမှတ်သွားအောင်ဖျားဖူးခြင်းနဲ့လင်သာဖူးပါစေအကြံစီကောင်းတရားနာခြင်းနဲ့တော့ပါစေခွင့်ပြုပါတရားအားထုတ်ခြင်းနဲ့ခွင့်ပြုပါဥပုသ်ဆောင်ခြင်းနဲ့ဘာပြုတော့လွတ်လိုက်ပါကြံစီကောင်းတယ်9 ရက်လောက်ဒုံလာဘဝှချင်တယ်ခွင့်ပြုလိုက်ပါဗျ9 ရက်လောက်တော့အောင်ပေါ့ဘာပြုတော့ကြာတာမဟုတ်ပဲဟုတ်တယ်လေအကြံစီကောင်းဒါကြောင့်တရားနာပြီးသားကြီးလင်ကြံစီတဲ့အကြံစီကောင်းတစ်ခုမိမကြောင့်မပြည့်စည်ကောင်းပါပေါင်မာတော့ဆိုတော့ကင်သမီးလေးခေါ်ခွဲခေါ်လိုက်ရောပြုသမီးလေးခေါ်လိုက်တော့သမီးလေးအိမ်မောင်ကဆင်းလာမိမနှစ်ပါးရှိဒူးတုတ်ထိုင်
လူငယ်တွေမှတ်ထားကြဖယားမနှခါဆုံးတဲ့ထဲငါပြောပြီးသားတွေမို့လို့စကားကြောရှိမှဆိုလို့မိဘရှိဒူးတုတ်ထိုင်တဲ့ဟဲ့ဒီလိုဒူးတုတ်ထိုင်တော့သမီးသမီးနားမှာရောက်ပြီလေငါသမီးကိုဖေပြောကြရှိလို့ပြောပါဖေရဲ့သမီးနားထောင်နေတယ်လေဒီလိုသမီးရဲ့တန်ဃာတော်အရှင်မြတ်များတို့ဆုံးကတ်ကြတယ်မဟုတ်လားဖေရဲ့သမီးမေးမလို့ဖေရဲ့အဲ့ဒီကိစ္စတန်ဃာတော်တွေဖုံးပေးကြရဲ့လားမဖုံးပေးပါဘူးသမီးရဲ့အဲ့ဒါလမ်းကြတော့အကုန်လုံးပုံပစ်ခဲ့ကြတယ်ကွဒီကိစ္စမင်းမေပြောနေတာပေါ့တော့မပေါ့ဖေရဲ့ကောင်းမှကောင်းမဲနဲ့သမီးတော်ခုနကစားမလို့ဝင်သွားတာအေးနေလို့မနှဲဝါရတယ်ဖေရဲ့တော့မပေါ့ကောင်းမှမကောင်းမဲနဲ့တန်ဃာတော်တွေဆိုတာကောင်းဖုံးပေးနေကြတော့အထိပ္ပယ်ရှိတဲ့ကောင်မလေးပေါ့ဗျာတန်ဃာတော်တွေဆိုတာကောင်းဖုံးပေးနေကြမနေ့ဖြင့်ကဆုံးကပ်မဲ့တရားတော်မကြီးရိတ်ပြောလိုက်တယ်လို့မအောင်မိနဲ့တန်ဃာတော်တွေဆိုတာကောင်းဖုံးပေးနေကြတဲ့ကောင်းမှမကောင်းမဲ့နဲ့သွန်မပေါ့ဟိုဘက်တိုက်ပေါ်ကတန်ဃာတော်တွေဆိုရင်ခုတည်းထိမကြွသေးဘူးကောင်းကတ်လို့ဘလောက်စားနေကြမှမသိဘူးကလေးမလေးကဒီတော်သမီးရဲ့တန်ဃာတော်တွေဆွမ်းဖုံးပေးအောင်အဖေကြံစီတဲ့အလှူဒါနငါသမီးကြီးအချက်ချပါနေလို့ဗျာပြောရလေဖေရဲ့သမီးသားထောင်နေပါတယ်ဒီလိုသမီးရဲ့တော်ကြတော့ငါသမီးဒီအလှူဒါနအကြောင်းပြောလိုက်မယ်ဆိုရင်ငါသမီးကအဖေအပေါ်မှာအဖေငါ့ကိုမုန်းလို့ဒီအကြံကြံတာပဲလို့ပြောမှာဆိုလို့ပြောပါဖေရဲ့ပြောတော့ပြောခြင်းနဲ့သမီးရဲ့သို့တော်လဲငါသမီးဒီတန်ဃာတော်တွေလူမဲ့တမ်းမဲ့ကိစ္စငါသမီးကြီးချက်ချပါနေလို့ဒီလိုသမီးရဲ့ဖေပြောတော့ပြောခြင်းနဲ့သမီးရဲ့ပါဇက်ကထွက်မဖြစ်တော့ကလေးမလေးကပဲတရားနာပြုတာဆက်ပြောသမီးကိုအာနာမနေပါနဲ့တဏှာမနေပါနဲ့သမီးကိုတဏှာလို့အဖေစကားအထွက်ခတ်နေပေမဲ့လို့သမီးသိပြီးသားပါဖေရဲ့သမီးအိမ်မော်ကအဖေနဲ့အမေပြောတဲ့စကားအင်ကြီးလေးစုပ်တာချုပ်ရင်းနားထောင်နေရဲ့ဖေရဲ့ငါအရွယ်ရောက်လာပြီးမိဘနှစ်ပါးကိုဘယ်လိုကျေးဇူးဆက်ရပါမလို့သမီးကြမ်းနေတော့အဖေနဲ့အမေကလေသမီးကိုပေါင်ပြီးလှူမယ်ဆိုတော့သမီးဝမ်းသာလို့မဆုံးဘူးသမီးလေဝမ်းသာလုံးလို့မိဘနှစ်ပါးရဲ့ပါရမီကူညီဖြစ်ရစေပေါင်ကြပါတော့ဖေရဲ့ပေါင်မတော့သမီးပြုံးကြီးနဲ့အဖေတို့ပါရမီဖြည့်ပါမယ်တဲတော်တဲ့ကလေးမဟိကြည်တရားနာပြည်သားကြီးသမီးကိုပေါင်မတော့လို့ဆိုတော့ကဲသမီးညီအမေကတော့ဆိုပြီးတော့အမေကတော့ခိုင်းအမေလှုပ်တဲ့လူကမျက်ရည်ကြားတဲ့ကသမီးလေးကြည်ဒုက္ခအလိမ္မာမကြီးသမီးသူများအိမ်မှာအပေါင်ခံရတယ်ဆိုတော့ငါသမီးသတိထားနော်သူများအိမ်မှာသွားတဲ့ချိန်ခါမှာကိုမိဘမဟုတ်ဘူးသမီးရဲ့သိပါတယ်မရဲ့သမီးဓာတ်တွေအလုံးနားလဲပါလေငါသမီးအိမ်မှာဆိုရင်တော့ဟဲ့သမီးရေခတ်ဆိုရင်ဘိုးကြီးတွေတဝက်သားတောင်ရှိသေးတာပဲမရဲ့ဟဲ့သမီးထင်းဖြတ်ဆိုရင်ဖြင့်မေကလည်းမိုးစင်လေစင်မှမရှိပဲနဲ့ထင်းကဒီနေ့ချက်လောက်ပါတယ်မေရဲ့ငါသမီးအိမ်မှာတော့ငါဆင်ချင်းမြင်းချင်းများလို့ရပါမယ်လို့သူများအိမ်များအပေါင်းခံရလို့အစီကံဘဝနဲ့ဆင်ချင်းမြင်းချင်းများရင်လေတပေါက်မှနင်တော့ကြောင့်သူများအိမ်ကျုံဘဝရောက်တာဆင်ချင်းမြင်းချင်းအလွန်တန်တဲ့မိမလာနင်ပါဆိုပြီးတော့သမီးရဲ့အမေလည်းဖြားလည်းမတိုးတဲ့ဟောဒီပါလူလူငါသမီးလေးကိုတွေးကြည့်ဥအောင်ရိုက်မှာအမေပူလုံးလို့ဒါကြောင့်ငါသမီးသူများအိမ်မှာဂရုစိုက်ပြီးနေနော်မေသမီးအတွက်မပူပါနဲ့သမီးဓာတ်တွေအကင်းပါနားလည်ပြီးသားပါမေအမေသမီးမဟုတ်လားဒါဖြစ်သွားတော့သမီးသွားတော့ညီဖေးနောက်လိုက်ပြီတော့လို့သမီးလို့သူကမျက်ရည်ကြားတဲ့ကတရားနာပိတ္တကြည်နေတဲ့အမေအာဥသုံးငိမ်ချအဖေနဲ့လိုက်သွားပါဗျာဖေနဲ့လိုက်သွားတော့လူတစ်ကောင်လုံးတစ်ထေးအိမ်သွားပေါင်တာမှများစားပဲပြိတ္တငွေလေး12ကျပ်ရပြေးကြတောင်ဖြစ်နေပြိတ္တပြေးကြဆိုတဲ့နဲ့ခင်ဗျားတို့လည်းကြက်နေတာပါ
လူတွေအများလွန်းတာကိုဇာယုံရှန်ထွက်အော်ပရိသတ်ကြီးလူတစ်ကောင်လုံးပေါင်တာဘယ်လောက်ရ12ကြနဲတယ်လည်းမအောင်မင်းနဲ့သူခင်းတဲ့သူတော့ငွေသေးရှိဒါနဲ့ပဲတရားနာပရိသတ်ကြီးငွေလေး12ကြကပိုက်ထဲထည့်ပြီးပြန်လာလမ်းကြတော့တရားနာပရိသတ်ကျွတ်တို့နောက်မှကြီးဒီကောင်ဝဲပြီးတော့အိမ်ပြန်လာပြီးတော့နောက်တို့တွေကြည့်လို့တန်ဃာတော်တွေနှုတ်ကနာဆောင်းနဲ့ဆောင်းကနမရေသမီးလေးကမှားလိုက်တဲ့သူ့ကိုလည်းအမြဝေပါတယ်ကွယ်နမရေဝေရမှာပေါ့တော့သူ့ကြောင့်တန်ဃာတော်တွေလှူရတဲ့ဆွမ်းဒါနအမေတို့ဖေတို့ပြုတဲ့ကုသိုလ်ဒါနကြီးဒုက္ခရေသမီးအမြဟောငိုပြန်ပြီမင်းလည်းတော့ခက်တာပဲတိတ်ပါနမရေအနှုတ်ရှက်မဖြစ်ပါစေနဲ့ကျုပ်လေးတော်ပြုတဲ့ကုသိုလ်ဝါသနာမပါလို့မဟုတ်ပါဘူးသမီးလေးကိုကျွတ်တို့ပဲလို့လုပ်ပြီးတော့ရွေးကြမတော့မပူပါနဲ့ထင်းကြိုးစားခုတ်လေရတာဒါပေမဲ့လို့တမဟုတ်ချင်းရွေးနိုင်ဟောကြံစက်အလုတ်လို့ဖို့မောင်ကြီးဝင်ပြောခဲ့တယ်ဗျာနဲ့ပြောအားပေးပြီးတော့ကုသိုလ်ဒါနပြုတ်ပြီးတဲ့ချိန်ခါမှာကြံစက်သွားအလုတ်လို့ဒီတော့မောင်တိတ်ကပဲသွားအလုတ်လို့တာတော့ကြံစက်ကလည်းတရားနာပြီးသားလကများများစားစားပဲတစ်လမှာ2ကြရဒေသကြီးတစ်လဘယ်လောက်တော့ခုခေတ်2000လောက်တန်မိုးရှိမှမသိဘူးနော်တစ်လ2ကြရတော့ဂိုင်းတရားနာပြည်သားကြီးကျွတ်တို့တစ်လ2ကြဆိုတော့6လလောက်အလုံးလုံးလိုက်တော့ဘယ်လောက်ရငွေလေး12ကြအပိုးမတွက်ဘူးလေသမီးရွေးဖို့ပဲ12ကြကပိုက်ထဲထည့်ပြီးပြန်လာခဲ့ရလမ်းကြတော့ဥတိတ်တဆိုတဲ့ကိုတော်ကြီးကလည်းတရားနာပြည်သားတိဟိုမဟာစေရီဖရာဘူးသွားလမ်းအာဟာရပြမတ်တက်ကလဲနေရှာတယ်ကိုမတ်တက်ကလဲနေရှာတော့တရားနာပြည်သားကြီးဝါကြီးပါလေနောက်အနာနာသွားကြည့်လိုက်ဘုန်းကြီးပါလားခြေရင်းကထိုင်ချီတော့ကလေးကိုင်းလို့ချဗျာဘယ်လိုဖြစ်တာတော့ဗျာမှန်နော်ဒီမျိုးဝရကားတွေမှန်နော်လမ်းဘုန်းကြီးတစ်ပါးလဲနေခင်ဗျားတို့လည်းမေးပေါ်တော့ရပါလိမေးကြခင်ဗျားတို့ကပြောခြင်းပြောနေမှာခင်ဗျားတို့ကလမ်းတွေ့ရင်မေးပေါ်တော့ရမှာမဟုတ်ဘူးဘုန်းကြီးတော်မင်းနဲ့တောက်တာသေးကွာလှုပ်ချင်လှုပ်မလှုပ်ပါနဲ့ဗျာဘုန်းကြီးမှမတောက်ပါရှင်မင်းတော့တောက်တယ်ဗျာကိုတော်တွေတောက်တယ်ဗျာမဟုတ်ပါဘူးဗျာဘုန်းကြီးမှတောက်ပါတောက်တယ်ဗျာမဟုတ်ပါဘူးဗျာဘုန်းကြီးမှမတောက်ပါကျုပ်စကားရှင်းပါဘုန်းကြီးမှတောက်ပါဘူးထပြောနေတာသဘောပေါက်ဖို့ကောင်းတယ်ရှင်မရဘယ်ကိုတော်တွေတောက်နေတာဗျာမဟုတ်ပါဘူးဗျာဘုန်းကြီးမှတောက်ပါဒါလောက်ပြောသိပြီလေကြည်တရားနာပြည်သားကြီးခင်ဗျားတို့ခစ်လို့ဆိုရင်လည်းပဲသတိထားပြီးတော့မေးမြန်းဖို့တောက်တော့မှရောက်ရသရဲသပြည့်ဖို့ဒါပေသည်မေးဖို့တော့ရသိခြင်းတယ်ဗျာမောင်တိတ်ဝင်မေးလိုက်တော့ဟေးမင်းမသူလဲပြီးတော့ထင်းတန်းသမားလေးမောင်တိတ်ဗျာအချင်းကဘာပြီးတာတော့ဗျာအချင်းကဘွဲဘယ်လိုခေါ်တော့ဗျာငါဘွဲဥဒိတ်သားကွာဒီတော့နာမည်နဲ့တူးတာဗျာဒီတော့နာမည်မောင်တိတ်ဗျာကွာကန်ထူကျိုးပေးနဲ့တူပါရဲ့အချင်းကဘယ်လိုဖြစ်တာတော့ဗျာငါမဟာစေရီဖျားဘူးသွားအာဟာရပြမတ်တက်ကလဲနေလို့ဟေးမောင်တိတ်ဆုံးမစားရလို့ဆိုအချိန်ကလည်း7 နာရီသာလောက်ဘုရားအချိန်တော့ရှိသေးရဲ့သို့တော်လဲတော်တယ်ဆိုတော့မုံဆိုင်မရှိဆွမ်းဆိုင်မရှိနဲ့ဘုရားပြီးတော့ဆုံးကရခက်ပါပြီပြီးတော့တရားအမတန်ကောင်းပါတယ်ဗျာသမီးကလေးပေါင်ပြီးတော့လှူတယ်ဗျာသမီးကလေးမပေါင်ခင်တန်ခါ3ပါးလှူတာဆုံးနေသွန်ပစ်ခဲ့လို့သမီးလေးပေါင်လှူတာအခုကြံဆက်ကသမီးကလေးအတွက်အလုတ်လုတ်ပြီးရွေးဖို့ငွေ12ကြကပိုက်ထက်ပြန်လာတယ်ဗျာကွာငါကုသိုလ်ပေါ့ပါဆိုင်မှမရှိပဲရှင်မြတ်နေဦးပြဟောနွားချောင်းသားလေးနဲ့တူတယ်ဗျာနွားချောင်းသားလေးကလည်းလာတယ်ပြိဿပလူလေးတစ်ဖက်ကကိုင်းလို့သမိတ်တို့ကလေးဂျိုင်းညာညှက်လို့ဂျိုင်းညာလွဲလို့ပလူလေးနဲ့ပေါ့ဗျာနွားချောင်းသားဆိုတော့တွေးမှုတ်တာပေါ့တောင်မြောင်းဗမာနွားချောင်းသားဆိုတော့ပလူနဲ့ပေါ့စစ်တို့ဘက်ကကလားနွားချောင်းသားကြတစ်မျိုးဗျထနှောင်းမယ်အောင်သူကဂါထာရွတ်တယ်လို့နုပေနမုဒ္ဒဇထနေမောင်းနေကိုတန်းတူအောင်မယ်ကျုပ်ကဘာတော့လို့ကလားရှိသွားဆက်စုလို့ကလားမင်းပါပြောတာဘုန်းကြီးနားထောင်နေအ내ပေးပြမယ်တဲ့ကလားကျုပ်တရားဟော
လူပဲနမှုတစားထင်မောင်းနေဝတ္တုလူပဲအလွန်နေဘူးသည်ရှိသောနမှုတစားဟဲငါရဲ့နမတစုတို့ဟုတ်ပြီကွာလူပဲအလွန်နေဘူးသည်ရှိသောနမှုတစားဟဲငါရဲ့နမတစုတို့ထနေမောင်းအောင်ထနှောင်းမင်းအောင်နဲ့နေဝတ္တုအသာလေးနေခိုးပြီးတော့ဝတ်နေကြကုန်လောကျုပ်ကသာဓုခေါ်လိုက်ရအကောင်းသားဒါကလားနွားချောင်းသားပြောတာကဲဆက်ကြအောင်လို့များကျုပ်ကဘေးဖောက်ထွက်သွားဒီလိုနဲ့တရားနာပြည်သားကြီးအရှင်မြတ်နွားချောင်းသားလေးလာပြီဖះနဲ့နွားချောင်းသားလေးရဲ့အပါသွားပြီဟေးငါတို့ယောဘာလို့မြလာပေါင်းကွာဒီကိုခင်ဗျားကျနွားတွေကမနေဘူးကွာခဏလာတော့ကွာဒီကိုအဲ့နဲ့အနားရောက်လာမင်းလက်ထက်ပါတော့ကွာကျုပ်တော်တဲ့ဆာရင်စားဖို့ထမင်းတို့ဗျအေးကွာဟန်ကြရတာဟိုမမြင်ရလားကွာဘုန်းကြီးတို့ပါဘုန်းကြီးတွေကဘာလို့နေဘူးကြီးတဲ့အိမ်နာတော့မြမင်းတောင်ပြောင်းနဲ့ဆုံးမစားလို့လဲနေတာပဲအဲ့ရမှာတော့ကွာအဲ့ဒါလေဟိုငါဆုံးကတ်ချင်လို့ကွာမင်းထမင်းတို့လေးအတပြားတစ်ချက်နဲ့ရောက်မှာလားမရောက်ကြပါဘူးဗျာခင်ဗျားနဲ့ဟေးနှစ်ချက်ကွာနှစ်ချက်မရောက်ပါဘူးဗျသုံးချက်ကွာခက်ပါပြီဗျာမရောက်ကြပါဘူးဆိုနေခင်ဗျားနဲ့ဘယ်ရောက်မလို့မရိတ်တာငွေ12ကျပ်ကပိုက်ထဲကထုတ်ပြီးသူကတစ်ချက်ချင်းခွဲပြီးဘယ်ရောက်မလဲဒီကောင်12ကျပ်မရပဲမရောက်ဘူးဒါကြောင့်ဈေးထဲသွားလို့ဈေးဝယ်မဲ့ကြံသတိထားတချို့မိန်းမတွေကအပားမဝအောင်အိတ်ထောင်နဲ့ရှိတဲ့ပတ်စံတွေဈေးသည်ရှိကြရင်အကုန်ထုတ်စစ်ပြီးကျုပ်ကတော့ဓာပါတာပဲဆိုခုကလည်းအရှုံးခံရအောင်မပေါ်တယ်ပေးခဲ့ပေါ်ဆိုနေရတာတချို့မိန်းမတွေအပားမဝဘူးဈေးဝယ်တာကြံဒီကန်တွေပြောပါတယ်ပြည်မြို့တော့မိန်းမလဲကြီးနေမှာပါကဲကြည့်တရားနာပြိဿရေအဲ့ဒါလို့ခွဲပေးနေတော့ကဲလေးချက်ကွာရောက်မှာဘူးဗျငါချက်ကွာရောက်မှာဘူးဆိုနေဗျာခင်ဗျာနဲ့6ချက်ကွာမဖြစ်ပါဘူးဗျ9ချက်ကွာခင်ဗျာခဲတဲ့ကျုပ်ကနွားတွေနဲ့ဝေးကြီးသွားရမှာဗျမင်းနဲ့ကွာအိမ်ပြန်စားဖြစ်တာနွားတွေဘယ်သူစောင့်မလဲဗျခင်ဗျာပြောတော့လွယ်တာကဲ7ချက်9ချက်10 17ချက်12ချက်ဟေးကောင်ငါဒါပဲရှိတယ်ကဲရောက်နိုင်တော့မရောက်နိုင်လဲသွားတော့မရောက်နိုင်ပါဘူးဆိုခင်ဗျာတော့ခွာကြတဲ့လူကြီးဗျာရော့12လတဝက်6လအလုံးလုံးတဲ့ငွေ12ကျပ်ပဲတရားနာပြည်သားမရောက်မဲ့ပဲနေပါငွေ12ကျပ်ယူပြီးထမင်းတုပ်လေးပေးပြီးထွက်သွားရောဆိုကြပါစို့ဗျာထွက်သွားတော့မောင်တိတ်တာဥတိတ်တာကိုတော်ကြီးကိုင်အရှင်မရအရေးကြွဗျာအရေးပင်းပြီးတော့ဆွမ်းကတ်ဖုံးပေးပါဗျာတပည့်တော်ဆွမ်းတကားရင်ကဲ့သို့အောင်ပေးပါဗျာတပည့်တော်တရားအင်မတန်ကောင်းတော့ဗျာဒါသမီးလေးပေါင်းတဲ့ငွေ12ကျပ်နဲ့ရှင်မရကိုဆွမ်းဝယ်ကတ်တာပါဗျာအေးကောင်းတော့ကွယ်နဲ့ဖုံးပေးပြီးတရားနာပိဋကရေဟေးပေါင်တိတ်တာမစားခင်တော့ကတော့ဗိုင်များစားတော့ကွာစားပြီးတော့လေကွာဥရုအင်းတင်းနဲ့အလှမ်းရတောင်ခဲအသွားရတောင်ခဲထိုင်ရကတောင်ထဖို့မလွယ်ဘူးငါလည်းအတော်စားပြည့်တာဟေးကဲကြော့ပါသူဗျာတပည့်တော်ကြောပြင်ဝေါ်ထင်ပြီးလိုက်တပည့်တော်ထမ်းဖို့မယ်ဗျာကြည်တရားနာပိဋကခမရတို့ခေလို့ဆိုဆုံးလဲကြရသေးထမ်းလဲပို့ရသေးရှုံးနေထင်မှာပေါ့ဟိုတကားကြတော့ဒီလိုမဟုတ်ဘူးဗျကြော့ပြင်ဝေါ်ထင်ပြီးလိုက်တော်မူပါဗျာနဲ့ထမ်းဖို့သူတို့ရွာနာရောက်တော့ဒါတပည့်တော်တို့ရွာဗျာတပည့်တော်ကြောင်းထီအောင်လိုက်ပို့မယ်ဗျာနဲ့ကြောင်းလိုက်ပို့အရှင်မယားတပည့်တော်တရားရှိလွန်းလို့ဒီကနေ့ကနောက်8ရက်မြောက်တဲ့နေ့အရှင်ဖယားကိုတပည့်တော်တို့ဇနီးမောင်နှံကြောင်းလာပြီးတော့ဆွမ်းကပ်ပါမယ်ဖယားလို့ရှောက်သွားဒီတော့ဘယ်2ရက်မြောက်တဲ့နေ့8ရက်မြောက်တဲ့နေ့အိမ်ပြန်သွားရောမောင်တိတ်တာအိမ်ပြန်သွားပြီးတော့နှမရေစိတ်တလို့ခေါ်လိုက်တော့ကိုတိတ်ကတော်ပြန်လာပြီကျုပ်လေးလက်ချိုးပြီးတော့ရေတွက်ထားတာတော့အလုလုတာ6လတော့ဘယ်လောက်ရခဲ့တော့မြတ်ပါဘူးကွာတလမှ2ကျပ်ဟင်6လဆို12ကျပ်တော့နဲ့တော့သမီးလေးတစ်ခါလေးရွေးခဲ့ရောပေါ့သမီးကလေးရွေးလို့12ကျပ်ကပိုက်ထဲပြန်လာတာပဲနှမရဲ့သို့တော်လည်းသမီးကလေးမရွေးခဲ့တဲ့အကြောင်းမောင်ကြီးပြောမယ်မင်းစိတ်ကလေးကောင်းထားနော်စိတ်ကောင်းထားဆိုရင်ကိုခေါင်းကြီးသွားဟင်ကိုတိတ်ကလမ်းလန်တော့လူယူလိုက်သလားလူမလူပါဘူးကွယ်ကဲစိတ်ကောင်းထားမောင်ကြီးပြောတန်ဃာတော်တပါဥတိတ်သားဆိုတဲ့ကိုတော်ကြီးအာဟာရပြမတ်တက်လဲလို့နွားချောင်းသားလေးကဈေးကိန်းလိုက်တာကွာနွားချောင်းသားထံကထမင်းတို့ထမင်းဆိုင်မရှိလို့12ကျပ်နဲ့မောင်ကြီးဝယ်ကတ်ခဲ့တယ်ကွ
ကိုတိတ်တာနမတာရုခေါ်လေတာရုတော့တာရုအော်ငိုပြန်ပြီမင်းနဲ့တော့ခက်နေတာပဲမငိုပါနဲ့နမရဲ့ကိုတိတ်တာတော့လှူတဲ့ကုသိုလ်ကိုကျုပ်သဘောမတူလို့မဟုတ်ပါဘူးကျွတ်တော်သမီးလေးကိုပဲလို့လုပ်ပြီးတော့ယူကြမှာတော့ဩမောင်ကြီးကြံစက်ဝင်အလုပ်လုပ်လို့ရတာပါနမရဲ့ကဲတိတ်ဝမ်းသာစရာပြောရအောင်ဟောကုတိတ်တာကိုတော်ကြီးရှေ့ရမြောက်တဲ့နေ့ဇနီးမောင်နှံဆုံးကပ်မယ်လို့ရှောက်ပြခဲ့တယ်ကွကျုပ်လည်းကြိုးစားရမှာပေါ့တော့ဒီကလည်းကြိုးစားကြဥတိတ်တာကိုတော်ကြီးကလည်းတရားနာပရိသတ်ကြီးငါတကားလေးအင်မတန်ဆင်းရဲတယ်အင်မတန်ဆင်းရဲတဲ့ငါတကားလေးအားငါတရားနဲ့ကျေးဇူးဆက်မယ်ဆိုပြီးတော့9ရက်တိတိကမထန်တရားကြီးအပြင်းအထုတ်ပြင်းပြင်းထန်ထန်အထုတ်အာသဝကုံခန်းရယဟန္တာဖြစ်တော်မူသည်အာသဝကုံခန်းလို့ယဟန္တာဖြစ်တော်မူတဲ့အချိန်မှာမျက်ဖြင့်ကဆုံးကပ်လာကြတော့မှာပါလားငါသည်ငါဆွမ်းကမောင်တိတ်တာကတ်တဲ့ဆောင်းမဖုံးပေးနိုင်တော့ပြီငါတကားလဲငါကိုဆွမ်းမကတ်ရတော့ပြီဩတေတနာစရာကောင်းတဲ့ဆွမ်းတကားလေးတန်ဃာတော်သုံးပါးဆုံးပင်ကတ်တုံးကသွန်ပြစ်လို့သမီးကလေးသူများအိမ်ပေါင်ပြီးတော့နုကနာဆွမ်းနေနဲ့ဆွမ်းကတ်တဲ့သမီးကလေးရွေးဖို့ဆင်းကြတဲ့ငါဆွမ်းကတ်ရှေ့ရမြောက်တဲ့နေ့ဆွမ်းကတ်လာအောင်မတဲ့တလောက်တရားကောင်းတဲ့ငါတကဆွမ်းကိုငါမဖုံးပေးနိုင်တော့ပါလားဒါပေမဲ့လို့ငါတကားလေးကိုငါချီးမြှောက်ခင်မှာသိမယ်အဋိဋ္ဌံပြုရောပြုငါဤဓာတုယုတ်ကလတော်သည်ငါဆွမ်းတကမောင်တိတ်တာမကြွပါစေသာငါဆွမ်းတကမောင်တိတ်တာမတပါမြည်သူမလို့မကြွပါစေတည်းအဋိဋ္ဌံပြီးပြိဋိဘံစံရောပြုယဟန္တာကြီးပြိဋိဘံစံနေဆိုတော့တိတ်တာဘုရင်ကြီးနဲ့တကွတိုင်းသူပြည်သားလူများတို့လောင်တိုက်တွေဆင်းရှင်တွေပြတ်တတ်တွေတလားတွေနဲ့ခန်းကန်းနာကြီးစီစဉ်ကြစီစဉ်ပြီးတော့စံကြောင်းမတတ်တော်သို့ရုပ်ကလဓာတ်တော်ကြီးရွှေ့ရမကြတော့မလှုပ်ဘူးပြုဟေးပါကွာနဲ့ကျုံမလှုပ်ဘူးမလာပါဗျာရုပ်ကလကြီးမပဲလို့မကြွကြောင်းမဗျာဘယင်တော်ဥတည်ဘယ်လိုမရရပါလို့မင်းကြီးယောက်ျားတွေအများကြီးမရဟေးပါကွာဟေးကောင်တွေမင်းတို့ကောင်တွေခုံတော့ကွာဘယ်ခုမှတော့ကွာကွာဒီကမချွေးတွေများပြန်လို့ပြိဿမလှုပ်ဘူးမလာပါဗျာဘယင်ကိုတော်ကြီးမြင်တဲ့တိုင်မှာလှုပ်မကြွပါဗျာဟဲ့နေဦးအကြောင်းရှိယဟန္တာမထေရကြီးတွေရှောက်ရှင်မယားတို့ရဲ့ဥတိတ်တာကိုတော်ကြီးအဋိဋ္ဌံချက်ရှိတာသိရင်မိန့်တော်မူကြပါဗျာအဲ့ဒီတော့မှတရားနာပြိဿရေတကားတော့တိတ်တာဘယင်ကြီးသူ့ဆန်းတကမောင်တိတ်တာမကြွပါစေလို့အဋိဋ္ဌံပြုသွားတယ်မြည်သူမလို့မရမည်မဟုတ်မနှစ်ယောက်လာစားဆန်းတကမောင်တိတ်တာတဲ့ထင်းတန်သမားလေးမောင်တိတ်တာတဲ့ရော့ဒီမောင်ထမ်းပြီးသွားခေါ်ကြည့်ကြမောင်တိတ်တာမတွေ့ရင်မပြန်ခဲ့ကြနဲ့ဒေသကြီးအမနှစ်ယောက်ထွက်ပလားမောင်ကြီးနဲ့ဘွားရခုတည်းမထွက်သေးဘူးကွာလုံနေဒေသကြီးအမနှစ်ယောက်မောင်ကြီးနဲ့ထွက်ပလားမှန်နလန်ထဘယ်ချိန်ပြန်မြော့သွားမှမသိအဲ့ဒီလိုနဲ့အမနှစ်ယောက်ထွက်ပြီးရှာလိုက်တာဘယ်မှမတွေ့ဘူးတွေ့မဲ့တွေ့တော့ဟောမောင်တိတ်တာထင်းစည်းလေးနဲ့ပြန်အလားဟာဘိုးတို့ဟေးဘာတော့ကွယ်မောင်ကြီးနဲ့ဘာမောင်းလုံးခင်ဗျအေးကြီးမောင်းမဲ့ဟာဘိုးလည်းရှင်းတော့နဲ့အကြောင်းကဘယ်လိုလဲခင်ဗျဟေးအကြောင်းကဘရင်ထန်ကြသီးလိမ့်မပေါ်ကွာမင်းနာမည်ဘယ်လိုခေါ်တော့ဟေးနေပေါင်းမြဘရင်ထန်တဲ့ကျွန်တော်နဲ့ဘာဆိုင်လို့ကျွန်တော်ထင်းခုတ်ပြန်လာတာဩနာမည်လေးသိပြရစီကွာမောင်တိတ်တာလို့ခေါ်တယ်ခင်ဗျဟောမမင်းခံကြပြီဗျဟေးတိတ်တာထင်းစည်းချထင်းနမမတိတ်တာကိုတွေ့ချင်းခေါ်ခဲ့ရမယ်လာယခုလိုက်ခဲ့ဘိုးခင်ဗျာကျွန်တော်ဘယ်လိုအပြစ်ရှိလို့လဲဟဲ့ဘရင်ထန်ကြသိလိမ့်မှာပေါ့ကွာရှားမရှိနဲ့လာလိုက်ခဲ့နေပါအောင်ကျွန်တော်မောရကပြန်အလား
မရလေးမျက်နှာကိုလည်းမမြင်ရသေးပါဘူးခင်ဗျမရလေးထံအကျိုးကြောင့်ပြောလို့ကျွန်တော်လေအဝတ်စားလဲရေမိုးချိုးပြီးတော့လိုက်ပါမယ်ခင်ဗျအေးကောင်ဓမ္မဘယင်ကတွေ့ချင်းခေါ်ခဲ့ရမယ်တဲ့အဝတ်စားလဲရေမိုးချိုးပြီးမရတိုင်းပင်စီဆိုတဲ့အမိတ်မပါဘူးကွာဒီလိုနဲ့တရားနာပြိဿရေတိုင်းပင်စီမရဘူးကွာလာလိုက်ခဲ့ဆွဲခေါ်သွားဟိုရောက်တော့တရားနာပြိဿရေဘယင်ရှိရောက်မလာပါမောင်တိတ်တာရှိတော့ရောက်ကြောင်းပါဗျာတိတ်တာဘယင်ကြီးကဟဲ့တိတ်တာတိတ်တာချင်းခေါ်နေကြတာနော်တိတ်တာဘယင်ကြီးကဟဲ့တိတ်တာတွေဆုံကြတော့မယ်ပေါ့ဗျာရှိတော့ရောက်ကြောင်းပါဗျာအေးအော်ထင်းတန်းသမားလေးမောင်တိတ်တာဟုတ်ကဲ့လားကွမလာပါဗျာဟုတ်ကြောင်းပါဗျာအေးဟုတ်လို့ရှိရင်မင်းမေးရမှာပေါ့ကွာဒီကျောင်းတိုက်ကြီးအတွင်းမှာမင်းကိုးကွယ်ထားတဲ့ဆရာတော်တစ်ပါးရှိတယ်ဆိုတာဟုတ်ကလားဟိမှန်လားပါဗျာရှိကြောင်းမှာကိုးကွယ်ထားပါဗျာအေးနေအောင်ကွာမင်းကိုးကွယ်ထားတဲ့ဆရာတော်ရဲ့ဘွဲကဘယ်လိုခေါ်တယ်လဲဟိဦးတိတ်သားလို့ခေါ်ကြောင်းပါဗျာဟဲ့မင်းကြီးမြဗျာဦးတိတ်သားဘွဲကတော့မှန်နေပြီကွမှန်လားပါဗျာမှန်လားပါဗျာရှေ့ဆက်စင်မေးတော်မူပါဗျာဟေးမင်းကိုးကွယ်ထားတဲ့ဥတိတ်တာမင်းမြင်ရင်မှတ်မိပါမလားဟိမှန်လားပါဗျာသမီးရွေမငွေ12ကျပ်နဲ့ဆောင်းကတ်လို့ကြောပြင်းဝေါ်ထင်အောင်တင်းပြီးတော့ထန်ကြရတဲ့တပည့်ငတိတ်တာမှုမှတ်မိကြောင်းပါဗျာအေးဟိုမကြီးသားဟေးရုပ်ကလဓာတ်တော်ကြီးလက်ညှိုးထိုးပြလိုက်မောင်တိတ်တာတလှမ်းချင်းရှောက်သွားရုပ်ကလခေါင်းရင်ဘေးကနေပြီးတော့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့လို့အလိုဖယားနဖူးတော်လေးစမ်းကြည့်ရွှေမျက်လုံးတော်ကြီးအစုံမိတ်လို့ငါကကြိတ်နေတယ်ထင်တာငါဆရာတော်ငါထင်တယ်လို့ကြိတ်နေတာဖြစ်ပါစေတော့နှာခေါင်းတော်လေးနဲ့ကပ်ပြီးတော့နားကလေးနဲ့ထောင်းဝင်လေထွက်လေများရှိလေအောင်မလားလို့ရင်ပါပေါ်ကပ်ပြီးတော့နားကလေးနဲ့ဖိမဝင်ခုံသားများရှိလေအောင်မလားလို့တော့ကြလဲဖြားတော်လေးစမ်းကြည့်လိုက်ခြေရင်ပြေးခြေဖြားတော်လေးစမ်းကြည့်လိုက်ဘယ်လိုမှလှုပ်တဲ့လက်တဲ့ရုပ်လက်ခဏတွေကိုမမြင်ရတော့သဖြင့်ဟုတ်တော့ပါဘူးငါထင်တယ်လို့ကြိတ်နေတာဟုတ်တော့ပါဘူးဆရာတော်ဗျာအမလေးရှင်မရတပည့်ကြီးဆက်လက်ကငတိတ်တာရောက်လာပြီဗျာရစ်ဆက်လိုက်တာဗျာတပည့်တော်ကတော့ကြိတ်နေတယ်ထင်တာအမလေးခုတော်ပြီးတော့ဆက်လက်ကကြီးကိုရှင်မရပြစ်သွားပြီထင်ပါရဲ့သိပါပြီတပည့်တော်မနဲ့ဖြင့်ကဆွမ်းကလာမယ်ဆိုတာသိလို့တပည့်တော်တို့ဆင်းရဲသာကတ်တဲ့ဆွမ်းကိုမဖုံးပေးခြင်းလို့အရှင်မရတပည့်တော်ပြစ်သွားတာထင်ပါရဲ့တပည့်တော်ကိုမငဲ့ဆိုဘူးလားဖယားရဲ့လို့ဆရာဖယားကရစ်စပါပြီဖယားတိတ်သာကြုတ်ကြည့်မနေနဲ့ဟောဘူးကျော်ကိုယ်စလဲပြောပြနေတကားများရဲ့အပေါ်ရစ်စခံမနေကြလို့ဖြေမရွှေရွှေဘဝင်ကကွက်လူပါပေါ့ဟမမင်းအခုတော့ဖြင့်အတဟနုနုကြည်လူပါပြီဖယားဟာကြည်လူပါပြီဖယားအတော်ငူတဲ့ကောင်ကိုရလားအသေးကြီးကြည်တော့မတယ်ပြိဿရဲ့အမလေးဆင်းရဲသာကတ်တဲ့ဆွမ်းကိုမဖုံးပေးခြင်းလို့တထေးတွေသူ့ကျွဲတွေနဲ့တိုင်းပြေအုပ်ချုပ်တဲ့ဘယင်ကတ်တဲ့ဆွမ်းထောပတ်စီဦးမုံမုံမြက်မြက်တွေဖုံးပေးပြီးတော့ဟဲ့တော့ဟေးဘယင်မထဲနဲ့ကွာမဟုတ်ဘူးလားခင်ဗျဟုတ်မဟုတ်ဘယင်တတ်လို့သေရောင်းငွေမရောက်မင်းဘာဘယင်ထဲလားအမလေးစကားပြောတာတောင်မှလွတ်လပ်မပြောရပါလားသိ
ပါပြီတပည့်တော်သိပြီဗျာတပည့်တော်တို့ထင်းခွဲရောက်ရတဲ့ငွေကိုဆင်းရဲလာကတ်တဲ့ငွေမှုအရှင်မယားမဖုံးပေးချင်တာနဲ့တူပါရဲ့ဆင်းရဲတဲ့ဆံမကောင်းလို့မဖုံးပေးချင်တာလားဆရာတော်ဘုရားဟာရဲ့မလေးဆင်းရဲလာကတ်တဲ့ဆွမ်းကိုအရှင်ဘုရားမမတ်တော့ဘူးတပည့်တော်ပါးစပ်ကထုတ်ပြောတာတွေတောင်းမှလုံးစစ်ပတ်စစ်ပြောခြင်းပဲမလို့အမတ်နှစ်ယောက်ကငိုတဲ့လူလာရန်လို့ဒီကောင်တောင်းပြောတော့နေပါမင်းတပည့်တော်လွတ်လွတ်လပ်လပ်မငိုရဘူးဗျာဆင်းရဲတဲ့ဆွမ်းမကောင်းလို့မဖုံးပေးနေတာလားဆရာတော်ဘုရားဟာရဲ့ထင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမှတော့ရပါကလားမလေးတပည့်တော်တို့ထင်းခွဲရောက်ရတဲ့ငွေမစားရမသုံးရပါဘူးဗျာထင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမှတော့ရပါကလားအရှင်မယားရရစစ်စစ်ကြီးကြွတော်မူရပါပဲရဲ့တပည့်တော်ကထင်းခွဲရောက်ရတဲ့ငွေနဲ့မယားလေးကချက်စရာပြုတ်စရာတွေစီစဉ်လို့မနေ့ဖြင့်ကအရှင်ဘုရားဆွမ်းကပ်မယ်ဆိုပြီးတော့စီစဉ်နေပြီတပည့်တော်ဇနီးမယားလေးနဲ့အတူတကွလာရင်ဘသူကပ်ရမလို့ဗျာတပည့်တော်တို့ဘသူကိုဒီဆန်းကြီးကပ်ရမလို့ဗျာအဲ့ဒီကသေးနေပြီကွာတို့မှနှစ်ယောက်ကျွေးဖို့ဟာရေးတဲ့အမတ်နှစ်ယောက်ကအချောင်စားခြင်းသေးနော်ကြည်တရားနာပြိဿခမညာကျွန်တော်ပဲလေးနဲ့ခမညာတို့ကိုလည်းမကျွေးနိုင်ဘူးတပည့်တော်ရရဆက်ဆက်ကြီးပြုတ်သွားလို့တပည့်တော်မြည့်ရပေါက်ကြီးငယ်တဲ့ယောက်ျားရင်မကြီးငိုရပြီဖရရဲ့လို့ထင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမစားရပါကလားအရှင်မယားတပည့်တော်ကိုယ်တိုင်လျှောက်ခဲ့တာကမနေ့ဖြင့်ကတပည့်တော်တို့ဆွမ်းလာပြီးတော့ကတ်မဲ့ဆိုပေမဲ့လို့အခုတော့တရားကလေးကိုတောင်းမဟာမစောင့်နိုင်ပါပြီကလာကလာရစ်စတော်မူလိုက်ပါတယ်ဆရာတော်အတော့ကိုငူရှာတာကိုပြည်သားရဲ့တပည့်တော်ပဲလို့လို့ဖြေရပါမထုံးနဲ့ဆိုပြီးမောင်တိတ်သားကငိုဟောတရားနာပြည်သားရဲ့မယားလေးစိတ်ဓာတ်ကြာပြီသူ့လင်အကြောင်းကြာရောပေါ့ပရိသတ်မသိတဲ့ခြင်းနဲ့စကားများအလွန်လျင်မြန်တာမကြားတဲ့ခြင်းမှာဘူးဆိုလေကြားလေဘသူပါဇက်ကတော့မိမတွေပါဇက်ကမပြောပါနဲ့ဆိုလေပြောခြင်းလေဟုတ်တယ်မိမများပိတ်လို့လုံတာမဟုတ်ဘူးပါဇက်ပြောတာကြည့်ခုပြောတာကြည့်လေဟောထင်းသားသမားမောင်တိတ်သားထင်းထမ်းရကပြန်စိတ်တရဲ့လင်သားအမနှစ်ယောက်ကဖမ်းသွားတယ်ကဲဒီတိုင်းပြောတာဖမ်းသွားတဲ့ဆိုတော့ဟိုကဘုရုဘာနာနဲ့ဆံဝင်ဖားရချလိုက်လာခဲ့ဟင်ကိုတိတ်သားသမီးလေးရွေးဖို့ငွေမရှိတာနဲ့ကြမ်းမိကြမ်းရလေးကြမ်းမိချင်းရဲ့တော်လေသူများပစ္စည်းခိုးလို့ရာဇိုပဲတင်တာပဲထင်ပါရဲ့ကိုတိတ်သားကိုတိတ်သားကျုပ်လိုက်လာပြီစိတ်ကမလဲဘူးလိုက်လာပြီတော့လေဇိုပြေးပြီးလိုက်သွားလိုက်တာလူအုပ်ကြီးတွေ့လူအုပ်ကြီးကလည်းတရားနာပရိသတ်ကြီးစံကြောင်းမနတ်တော်ရွှေမဲ့ကိစ္စရွှေမရသေးတာနဲ့ယဟန္တာဓာတ်တော်ဖူးမျောခြင်းကြလို့ဒီထဲတရားနာပရိသတ်စိတ်ဓာတ်ကလူမှုပရိသတ်ကြီးမြင်လိုက်တော့ဟင်တန်တော့ရာဇဝသားကိုတိတ်သာကားစဉ်တင်တတ်လို့ဝိုင်းကြည့်နေတဲ့လူတွေနဲ့တူရဲ့သူကလည်းတမျိုးရမ်းထင်လိုက်တာကိုလူအုပ်ကြီးတဲ့တိုးကိုတိတ်သာကိုတိတ်သာမလေးကြောက်ဒီလူအုပ်ကြီးလုံအောင်မလို့လုပ်ပြီးတော့လာရပါမထုံးကိုတိတ်သာကိုတိတ်ဇွတ်တိုးတာတရားနာပြီးသားတချို့အဖိုးကြီးတွေဝင်တိုက်ပြခဲ့ဟာခလေးမလေးငမဘက်နဲ့ငါခွာတိုက်ဖိုးကြီးတွေဝင်တိုက်တချို့ဖွားကြီးတွေပက်လက်လာတယ်ဟာတော့သေခြင်းလုံးမလေးငါတို့ကလူကြလားမောင်ဟိုတိုက်ဒီတိုက်နဲ့ပဲရောက်သွားတယ်တရားနာပြည်သားကဲဘရင်ရှိရောက်တော့ယုတ်ကလတ်ဓာတ်တော်နာထိုင်းနေတဲ့မောင်တိတ်သားမြင်လိုက်ဟင်ကိုတိတ်သားမဲကျုပ်ကတော့ကားစင်ပြင်တတ်တဲ့အောက်မိတော့ကိုတော်ချုံးကဒီလားထိုင်နေတာကိုတိတ်သားလှုပ်ဖို့ကညက်တော်မခါဘူးတရားနာပြည်သားညက်တော်မခါဖဲနဲ့ယုတ်ကလတ်ကြီးဟင်
ကျုပ်ခွန်နေတာတောင်ထူးနိုင်မှုပေါ့လေရှစ်တဲ့ကသွားထိုင်တော့မျက်လုံးကြီးကပြူမျက်ရည်တွေကကြာမှင်သက်မိလို့လှုပ်ဘူးဟင်မျက်လုံးကြီးလည်းပြူလို့ပါလားကိုတိတ်တာပခုံးပုတ်ခေါ်လိုက်တော့ဟိုဗဇက်ကမပြောဘူးတရားနာပိတာမောင်တိတ်တာမှင်သက်မိရကနေပြီးတော့ဟောဒီတိုင်းလက်ညှိုးထိုးပြရုပ်ကလကြီးလက်ညှိုးထိုးပြစိတ်ကနောက်လှည့်ကြည့်ဟင်မလေးကျုပ်ဓာကြီးမမြင်မိပါလားဘယ်ဓာကြီးမြင်မလို့သူ့ဟာကြီးသူကြည့်လားအေးနောက်ခလုတ်တိုက်တဲ့လူတွေသတိထားပေါ့ဘယ်ခလုတ်မြင်မတော့ကွာကိုင်းငါပြောပါဘူးကွာသူ့ဟာကြီးသူကြည့်လားဓာကြီးမမြင်ဘူးတဲ့ဒီအလောင်းကြီးတစ်ခုလုံးနောက်လှည့်ကြည့်ဟင်ဒါကျွတ်တို့ဆုံးကမဲ့ဆရာတော်လားကောင်းချိန်ပြတယ်ဘုံအတန်တိတ်လုံနေပါးစပ်ကပြောတော့ကျင်းနေတာလားကိုတိတ်ကရဲ့ကောင်းရမ်းပြတယ်ဟုတ်ဘူးတဲ့ဟင်အမလေးကျင်းနေတာမဟုတ်လို့ရှိရင်တော့ကိုတိတ်ကကျုပ်လေးတလုံးလှလှပပကြီးပြင်ထားတာကိုကျုပ်တတိမထမ်းမိလို့သာပေါ့အမလေးကျွတ်တို့ဆရာတော်အသက်မရှိတော့ဘူးဘုလားကောင်းလေးညိတ်ပြဟင်ဟုတ်ပြီအမလေးကျုပ်ထင်တဲ့ဖြစ်ကုန်ပါဘောလားကျုပ်လေးကိုတိတ်ကနမိတ်မကောင်းလိုက်တာကအိမ်ကထွက်လာကြတဲ့ကိုကလမ်းရှိတဲ့လူတွေဟိုလူဝင်တိုက်ဒီလူဝင်တိုက်တာရောပေါ့ဇွတ်တိုးတဲ့ဥစ္စာအမလေးကျုပ်နမိတ်မကောင်းပါဘူးလို့အောက်မရခုတော့ကျွတ်တို့ဆွမ်းကမဲ့ဆရာတော်မရှိတော့ဘူးဆရာတော်ဗျာအမလေးအရှင်မယားတတိမှာဆောင်းမကြီးရောက်လာပြီဗျာအရှင်မယားကိုမဖူးဘူးမလို့ကိုတိတ်တာပြောလို့တပည့်တော်သိရပါဗျာတပည့်တော်တို့ဆောင်းကလေးခေါင်းပေါ်တင်ပြီးတော့မနေ့ဖြင့်ကလာမဲ့ကိစ္စကြီးဆရာတော်ဗျာငိညာလုံးမမူလေးလေးချင်းရဲ့လို့မညာမတနာဟာတကယ်လည်းခါစားဝကြဆရာတော်ဗျာရဲ့ဟမလေးတပည့်တော်တို့ကမဲ့ဆောင်းကိုမဖုံးပေးခြင်းလို့ပြစ်သွားတာထင်ပါရဲ့ဒီလိုတွေကိုရှောင်းကိုဖတ်တယ်တကယ်စိတ်မှလို့ဇာသိလို့ဘောအမလေးခုတော်လူဝါကြီးဇာသိပြီလားဗျာအရှင်မယားတို့ဟောတဲ့တရားတွေကိုတိတ်တာပြောပြလို့နားတွေကမထွက်ပါဘူးဗျာတရားတော်မျိုးဟာဟောကြားသမျှနား၌ဆွဲထုံအာယုံတော်ငွေပဲတော့ဟောမမေ့နိုင်ဘူးတမြင့်မြင့်လုံးစိတ်တွင်ဆွဲပါလို့မြဲခဲ့ပုံမြဲခဲ့ပုံမှာဖယားအမလေးသူကနှဲကြီးနဲ့မှကောင်းတာဟုတ်တယ်ကျုပ်တော်ရဲ့ထောက်ကကနဲ့ကိုင်းငိုတော့တရားနာပရိသတ်ရေဘယင်လှုပ်တဲ့လူကရှောက်အလန်းအမနှစ်ယောက်ကလည်းပဲဟေးမကွာခမညာအားရအောင်ငိုပါရစေအိုးဟေးလူလူပရိသတ်ကြီးငရဲခံနေရတာကွမင်းတို့အားရအောင်ငိုတာစောင့်နေနိုင်ဘူးဆရာတော်ကကျင်တော်တို့ဆွမ်းမဖုံးပေးခြင်းလို့မုံလို့ကြွသွားပြီခမညာခက်တကူကွဘယ်နဲ့မုံရမှာတော့ဟာဒီအချိန်ဒီလိုပရိနိဗ္ဗာန်ဆံရမယ်ဆိုတာပါလာပြီးသားကွတရဝတိုင်းဟာဘဝဆုံးဖြတ်ချက်ဘယ်ချိန်ဘယ်လိုသိရမယ်ဆိုတာပါပြီးသားဟဲ့ပါပြီးသားပါကွမင်းမုံလို့မဟုတ်ဘူးကွဒီလိုတော့တည်တဲ့လူတွေကကြံရတဲ့လူမုံလို့ဆိုရင်လေဘဝတစ်ပါးပြောင်းသွားတယ်ငါအမကတော်ကြီးငါမုံလို့အမဲငယ်ရိုးငယ်နာများပေါ်နေသေးမောင်တိတ်တာမုံလို့မဟုတ်ပါဘူးမင်းကိုချစ်လို့မင်းမကြွမတဲ့ဟဲ့မကွာလို့ဆိုတော့ခမခင်ဗျာပရိနိဗ္ဗာန်စံတာလည်းမုံလို့မဟုတ်ဘူးသေချိန်တန်လို့သေနိဗ္ဗာန်ဝင်ချိန်တန်လို့ဝင်တာဆိုရင်လေဟုတ်ကဲ့ခင်ဗျာကျင့်တော်တို့မှာပါတော့မယ်ခင်ဗျာနဲ့မဲစိတ်တနဲ့လောက်ကလေးတွေချီလို့ချီရင်ကနေပြီးတော့ဆရာတော်ဗျာတားလို့မရမယ်တူတူတော့မတားသောရှာဝဆရာဖယားဟာဖယားတွေအဆူသူကမြောက်ဖရှာတဲ့နိဗ္ဗာန်ကိုစိတ်ကြောင့်မဟုတ်လို့ရဲ့ဖယားဟမမင်းမြောက်ကြွလို့သွားဟာတပည့်တော်တို့မတော်ပရိတွေကွာဟာဆရာတော်ဖယားကိုတော့အလွတ်တဏ္ဍာငိုတာပဲကိုငိုပြီး
ပြီးပိဋကလက်အုပ်ချီခြေဘဝတဲ့နှစ်ဖူးနဲ့တိုက်လိုက်တဲ့ရုပ်ကလတ်ကြီးအလိုလိုကြွတယ်ဗျို့ကြွပါလားပိဋကကြီးရုပ်ကလတ်ကြီးလဲအလိုလိုကြွရောပိဋကအမတ်နှစ်ယောက်ပြေးတာဖင်ထောင်ပြီးတော့ဟာပြတစီချောက်တာမှလို့နောက်နားလဲတဲ့လူတွေဟေးပြဟဲ့ဘယ်တစီချောက်မှာတို့ကွာဟေးမောင်တိတ်သားတို့ရဲ့မယုံနေမတောင်မသေးပဲနဲ့လက်အုပ်ချီယုံနဲ့ဟေးရုပ်ကလတ်ဓာတ်တော်ကြီးလိုလိုကြွဖတ်ဟေးဖူးကြဟာဟေးဓာတ်တော်ကြီးဖူးကြွဖအဲ့ဒါလိုနဲ့တရားနာပြည်သာဝိုင်းပြီးဖူးယုံနဲ့မကဆွမ်းတကမောင်တိတ်သားဆင်းရဲလူဟောပြေးလိုက်ကြတာဗျာဘဝတွေပြစ်ပေးကြအင်ကြီးတွေချုပ်ပေးကြပစိုးတွေအဲ့ဒါမကောင်းပါဘူးဗျာနော်လက်ပနိုင်ကြီးဖြုတ်ပေးကြလက်ပနိုင်ဟိုတုန်းကရှိလားမသိဘူးတို့ကရမ်းထုတ်ရတာကဲတရားနာပရိသတ်ရေတိုင်းသူပြည်သားပေးတဲ့ပစ္စည်းပုံကြီးကလည်းပဲဟောသုံးတန်ကားကြီးလေးငါ6ဆင်းတိုက်လို့မကုန်နိုင်အောင်မောင်တိတ်သားတို့တထေဘဝရောက်သမီးကလေးရွေးပြီးတော့တရားနာပရိသတ်ကုသိုလ်ကောင်းမှုပြု၍စုတည်သောခါအထက်နတ်ပြည်သို့တက်လှမ်းရပါသည်ဆိုတဲ့ဘယင်တိတ်သားမောင်တိတ်သားဥတိတ်သားဆိုတဲ့သီဟိုဇလန်းကိုမုံလို့ခုတ်ခုလို့အမိပေးတာဒီကနေ့နှိဋ္ဌိတမ်းပါတယ်ဗျာကဲခိတ္တလေးဆိုလိုက်စမ်းပါတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ချင်းနေဘုံမုံစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အိမ်ငယ်ဌာနသို့နိဝတ္တတို့သိခံရတာပြန်ကြပေတော့နိဝတ္တတို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောရှိသရာဆွေကလျှမ်းပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါ